没按照理了素描，啥人就找理呗，按照这个啥了上年了，少给啥，喏，你妈别家耶，哪个动问了，没问不，这个了，没把动啥都没有。找他这几位几来的，哪里改呢嘛？没有啊，那要把路路呀，没有，那边几天个，那边七千块股啊，那边去，多大的来股了？ပြောကဲတော့ချစ်ကြီးကျွန်တော်နောက်ဆုံးနေ့တစ်ခုပဲတော့ချစ်ကြီးနေကွာခင်ဗျာဒီခစ်ဆက်ဆက်ကိုလူဖြတ်တန်းလာကွာအခုခင်ဗျာနေနေပြောမှာဆိုကွာဘယ်လိုပြောမှာဆိုဒီခုခင်ဗျာခစ်တော့ကလူငယ်တွေရဲ့သဘောနဲ့ကျွန်တော်တို့ဒီလူငယ်သဘောတွေဘာတွေကွာခြားသွားတယ်ဒီအတွေးခေါ်တွေက အဲ့တော့ဟုတ်တယ် တွေးခေါ်တွေးမြင်ဥမာကျွန်တော်တို့နဲ့နိုင်ရှင်းလိုက်ပါဗျာ ဘယ်လိုပြောမလဲကျွန်တော်တို့ဒီ 1980 born နေပေါ့နော်1990 born နေလည်းပြောရမှာပေါ့နော်ဒီ2000 born နေနဲ့ရှင်တော့အများကြီးကွာတယ်ဟိုရှင်းပြရင်ဘယ်လိုလဲဆိုသူတို့ရဲ့အတွေးခေါ်အယူဆတွေအမြင်တွေပြီးတော့သူတို့တွေးခေါ်ပုံတွေကျွန်တော်ကအရင်တော့1990 born နေ2000 born နေရပါလဲဆို basic ဆန်တယ် ဟလာဘယ်လို basic ဆန် basic ဆန်လဲဆိုအကြောင်းအရာတစ်ခုတွေးလိုက်အခြေခံလောက်ပဲတွေးတာ အော်အဲ့လိုလား တကယ်တော့အခြေခံလောက်ပဲဟာဒါမရှိမဖြစ်ဘူး အဲ့လောက်ပဲ ဒီလောက်ပဲဒီကနေဒီရဲ့နောက်ပိုင်း Gen Z တွေရောပြောမှာဆိုသူတို့ကဒီထက်နေငါတို့ဘာအကျိုးမြတ်အောင်ဘယ်လိုလုပ်မလဲငါတို့ဒီထက်နေဘယ်လိုပြီးမှဒီဟာကိုဘယ်လိုတိုးတက်အောင်လုပ်မလဲမတူတော့ဘူးတကယ်ပြောတာဒီရဲ့ generation gap ကအရင်ကြီးတယ် ဟုတ်တယ် အမြင်ပဲဒါကျွန်တော်လက်တွေ့ပဲအရင်ကြီးတော့ဒီကောင်တွေကဘယ်လိုနောက်တစ်ခုဖြစ်လာရင်ကွာအမှန်တရားအတွက်ဆိုဘယ်လိုလုပ်မလဲအဲ့မှာဟိုရှင်းပြအမှန်တရားတစ်ခုတည်းဆို grab bra ထွေးဆိုပြောလို့တင်သေးပါစေဟုတ်တယ်မလားအမှန်တရားတစ်ခုတည်းတော့ကောင်းမဟုတ်ဘူးအမားကတော့အမှန်မပြောဘူးမဟုတ် ကိုမားနေတော့မားတယ်ဝန်ခံလိုက်မယ် ကျွန်တော်မိုင်းမားတယ်ကွာစောက်ကထိုးလို့ရငါမိုင်းမားတယ်စောက်ကြီးမဆိုင်ငါပြောတယ်ကိုမားလို့ကိုဝင်မခံရဲတဲ့ကောင်ထဲမှာငါမပေါ့ငါမိုင်းမားတယ်မိုင်းမန်တယ်စောက်ကြီးဆိုင်ငါမန်တဲ့ဟာမားတယ်လို့လား မပြောနဲ့ ကဲပြောတာ ကြိုက်ဘူးတဲ့ငါပြန်ဖြေရှင်းလို့ရဖက်တွေအများကြီးနဲ့ငါပြန်ပြောလာအချက်လက်တွေအများကြီးနဲ့ငါမင်းတို့ပြန်ဖြေရှင်းလို့ရငါမိုင်းမားတယ်မိုင်းမန်စောက်ကြီးမဆိုင်အဲ့ကြောင့်ငါပြောချင်တာငါမိုင်းလဲလာပြောငါမင်းတို့ပြန်ပြောငါဘာလို့ငါမန်တဲ့ဟာကိုငါပြန်ပြောပြမှာ အေးဒါတော့ချစ်ကြီးကျွန်တော်တစ်ခုမြင်တာချစ်ကြီးတို့ခေတ္တကကောင်မလေးနေထားတယ်ခုကောင်မလေးနေထားဘာကွာကျွန်တော်ခုကတော့အေး မလားအဲ့ဒါပြောရင်ကျွန်တော်ရှင်းအောင်ခုံးလိုက် တော့ပါတော့ခင်ဗျာဗျာ နော်ရှင်းအောင်ခုံးလိုက်တကယ်တော့ဒီကောင်မလေးတွေကဘယ်လိုလဲဆိုရင်တော့အခုပြောရင်မြို့ကြီးပြကြီးမှာဆိုကျွန်တော်ဆိုရန်ကုန်မြို့ကြီးမှာဆို living together ရမ်းများတယ် what the fuck အဲ့ဒါ living together ဘာလို့ဒါကလုံးဝ one night stand နေနော် one night stand တွေ living together တွေလုံးဝအားရလုံးဝရမ်းဟိုဘောလို့ထားနေ အဲ့တော့ဟုတ်တယ်အဲ့တော့အဲ့တော့အခုကလိုက်မမီတော့ဘူးကျွန်တော်အချင်းပဲကျွန်တော်ခစ်ကတော့ပဲဆိုတော့မင်းကြည်ပြူတယ်ငါကြည်ပြူတယ်ဆိုရင်အဲ့ဆိုင်လေးရောအထားလေးတဲ့ ဟိုကဒီခုကကြည်ပြူပြူမပြူ one night stand တကြလေးမှအဆင်ပြေတယ်ဆိုရင်ဒါအလုံး one night stand living together တော့မကောင်းဗျာအဲ့အရှိလေးတွဲလို့ရမယ်ဆိုရင်ဒါလုံးဝ living together လုံးဝ living together ဆိုတာဘယ်လိုပြောလဲဒီမြိုင်လည်းပြောနေဒီမြိုင်လည်းပြောပါတယ် free power free power အဲ့မင်းလေးကိုတောင်းထားတော့ free power ကိုရဲ့စင်ကို value yourself you know save yourself to merit အဲ့ပြောချင်မင်းတို့ဘောမင်းတို့ save ဖြစ်အောင်နေ to merit လက်ထပ်ဖို့အတွက်ပြောချင်တာမင်းတို့ဘောမင်းတို့လုံးဝတန်ရှင်းနေလက်ထပ်ဖို့အတွက်ကိုလက်ထပ်မဲ့လူပြောချင်တာကိုလက်ထပ်မဲ့လူအတွက်ပေါ့ဗျာကိုလက်ထပ်မဲ့လူလည်းအဲ့လိုမျိုးဘယ်လိုပြောမလဲခင်ဗျားရဲ့တိတ်ကကျွန်တော်တော့ပေါ်တယ်ကျွန်တော်ထမင်းစားရင်တော့ကောင်းကောင်းလေးစားခြင်းတယ်ဟုတ်တယ်မလားလက်လေးစီးဇွန်လေးစီးပကံလေးစီးမှစားခြင်းသူများစားပြီးသားပကံဗရာထွေးဆိုစားမလားမစားဘူးမစားတကယ်ပြောတာဟုတ်တယ်မလားအဲ့ဒါ one night stand ညာသူများစားပြီးသားဟိုတစ်ခါသုံးပကံယူကျွန်တော်လည်းမစားဘူးအဲ့တော့ဟုတ်တယ်ကျွန်တော် main ကလေးကိုကျွန်တော်ပြောချင်တာလုံးဝတောင်းဝင်လုံးဝခင်ဗျားတို့ရည်စားထားရင်တော့မှခင်ဗျားတို့ဘောမပေးလိုက်နဲ့နောက်ကိုမပေးလိုက်နဲ့ဗျာကောင်မလေးကိုလဲစေချင်တယ်ဗောအေး smart ဖြစ်စေချင်တယ်ခင်ဗျားတို့ငါရည်စားအများကြီးထားမှယောက်ျားလေးအကြောင်းအများကြီးသိမယ် fuck no အဲ့ရမ idea မထားနော်ပြောချင်ငါရည်စားအများကြီးထားမှ
ရီစားများတာခန္ဓာကိုယ်လည်းပေးနောက်ရီစားခန္ဓာကိုယ်ပေးစက်မယူမဲ့လို့မရှိတော့ကွန်မန်လေးရန်ပေါ်သားဆန်တော့ငါပြောပြမယ် basic main ကလေးတွေတော်တော်များများမွေးလာကြတဲ့ကတန်ဖိုးရှိတယ် main ကလေးတွေရုပ်ကြားလေးထက် value ရှိတယ်တကယ်ပြောอ่ะအဲ့ဒီ value ထိမ့်သိမ့်ဖို့อ่ะ main ကလေးမင်းတို့ဘဝမှာမင်းတို့ကိုယ်တိုင်ပဲလိုအပ်တာမင်းတို့တန်ဖိုးမင်းတို့မထိမ့်သိမ့်ကွာအေးဟုတ်တယ်ပြည့်စည်တယ်မင်းတို့တန်ဖိုးကြောက်ပုထုစင်ဘွားကလည်းသူတို့မှာ value ပါပြီလားမွေးကလေးက value ပါ main ကလေးတွေကအဲ့ကြောင့်ရုပ်ကြားလေးတွေကငါတို့က value မရှိဘူးငါတို့က value ရှိအောင်ငါတို့ကဖန်တီးရတယ် value ရှိအောင် status income နဲ့အေးအကုန်လောက်စူးစမ်းပြရတယ်အဲ့ဒီအတွက်နဲ့ငါတို့ကညှိပေးရမင်းတို့နဲ့အဲ့ကြောင့်မင်းကလေးကကြောင့်ကိုယ့်ကိုတန်ဖိုးထားမင်းတို့မွေးလာကြတဲ့တန်ဖိုးရှိတဲ့လူတွေဖြစ်တဲ့အတွက်နော်ရုပ်ကြားလေးနဲ့မတူရုပ်ကြားလေးကကိုယ့်တန်ဖိုးကိုပြန်မြင့်တင်ရတာအဲ့ဒါကွာသွားတယ်ဒါနဲ့ချေးတစ်ခုပြနော်အဲ့ခင်ဗျားတို့ခေတ္တကမင်းကလေးရဲ့အတွေးခွန်နဲ့ဒီခုခေတ်မင်းတစ်ခုဘာ requirement ထင်တော့ဘယ်လိုပြောရမလဲဆိုမိန်းကလေးအတွေးခေါ်ဆိုတာကျွန်တော်လည်းမိန်းကလေးမို့တဲ့အတွက်ကျွန်တော်ကမပြောတတ်ဘူးဒါပေမဲ့အချမ်းပြင်းနဲ့ပြောရရင်တော့အဲ့ခဲကမိန်းကလေးတွေကဘယ်လိုပြောမလဲဆိုရင်တော့ဟိုရှင်မအချက်သိက္ခာကြီးတယ်โอเคတန်ဖိုးထားလေအချက်သိက္ခာကြီးတယ်ရှင်းပြောနည်းနည်းလွယ်နဲ့တော့မရဘူးဟုတ်တယ်မလွယ်နဲ့တော့မရဘူးဟိုရှင်းပြောရင်ကွာအဲ့ချိန်တော့ငါတို့မှာပြင်းပြောခုနပြောတဲ့ materialistic ပေါ့ကွာအဲ့ရနဲ့လေအဲ့လောက်ထိလည်းမထွန်းကားသေးဘူးအေးဟုတ်တယ်ဟိုရှင်းပြောဖုန်းစဘာမရှိသေးဘူးလက်ဆောင်ပေးမယ်ဆိုတော့ကျွန်တော်ပန်းစည်းပေးတော့ရအောင်ပန်းစည်းပေးမယ်ရီးစားစာပေးမယ်တလောက်ပဲဟုတ်တော့ဒီခေတ်ကတော့အများကြီးရှိတယ်သူချင်းကပ်ဖို့ပုံချစ်ကပ်နေတယ်ဒါအဲ့ဒီဘက်မှာတာယာဝိုင်းတော့မိန်းကလေးတွေပြည့်စည်ဖို့လွယ်လေးနောက်တော့ရုပ်ကြားလေးကျွန်တော်ပြောချင်တာလုံးဝခမားတို့ကလည်းသူများရဲ့ဘောယူပြီးဆိုတော့အဆုံးထိရှောက်စေချင်တယ်ဗျာအခုခေတ်ကကျွန်တော်ပြောရင်တော့ trace မင်းကလေးတွေအပေါ်သားဆန်ယောက်ျားလေးလည်းအပေါ်သားဆန်လိုက်ကွာယောက်ျားလေးဘယ်လိုပေါ်သားယောက်ျားလေးကစောက်ပြင်းကြီးလိုက်ကွာမတကယ်ပြောမယ်စောက်ပြင်းကြီးလိုက်ပြီးရင်ဒီအနောက်တဲ့ western culture အရင်ခိုးတယ်ပေါ့ဒီ living together standard ဒီ one night stand တွေအကုန်လုံးသူတို့အဓိကတော့ဒီ movie influence ပြီးရင်သူတို့ရဲ့ဘယ်လိုရတဏှာစိတ်တွေအရင်ထိုးတက်လာတွေ့ရတယ်ပေါ့ဒူဖာမင်အဲ့သူမကွန်ထရိုးတာအဲ့ကိစ္စနဲ့ပတ်သက်ယောက်ျားလေးတွေလည်းတန်ဖိုးနေတာဒါမင်းကလေးကျွန်တော်ယောက်ျားလေးကျွန်တော်ပြပြပေးရပါယောက်ျားလေးတွေလည်းခုနောက်ပိုင်းအစစ်မရှိကွာအစစ်မရှိစောက်စစ်မရှိကွာယောက်ျားလေးအစစ်မရှိတဲ့ဖာရုပ်ကြားလေးပေါ့အေးဟုတ်တယ်ဟုတ်ဗျာအဲ့လိုတော့မပြောနဲ့လွယ်ရလို့လောက်တာပဲခံမဲ့လူရှိတော့လုံးမဲ့လူအစင်တည်းဖြစ်တယ်ဒါပေမဲ့ယောက်ျားလေးနေလဲ self control လို့တင်တယ်တချို့တွေမလုပ်ဘူးတချို့တွေမလုပ်ဘူးအေးမင်းအလကားလိုခိုင်းသွားလို့မလားမလုပ်ဒီယောဂလည်းကူးလာထားအေးအဲ့ဒါကြောင့်အုံတော်ရှိတယ်ကောင်အေးမင်းကလာလိုခိုင်းကြီးငါမလုပ်ဘူးငါလကားသွားမလုပ်ဘူးငါလီကိုလီကိုထိနေနေတကယ်ပြောတာကျွန်တော်လာချခိုင်းမချဘူးကျွန်တော်သူများသွားမလုပ်ဘူးယောဂလည်းရနိုင်ဘာသွားလုံးပါအဲ့လိုညစ်ပတ်ဆုပ်ပြက်နေတာအဲ့လိုမျိုးတန်ဖိုးရှိအောင်နေတွေ့ကြအပေါက်တိုင်းရှောင်းမချနဲ့အဲ့လေပြောချင်ရုပ်ကြားလေးမေလို့ကိုယ့်ကိုတန်ဖိုးတာမင်းတို့အဲ့ရတော့ယောဂရဒေါ်လာချက်ကြီးလည်းမကုဝေးနဲ့โอเคကျေးဇူးရအဆုံးသတ်လိုက်တော့ကျွန်တော်ပြောချင်ဒီ podcast ကျွန်တော်ပြန်လာမကြပြန်လာတော့မဟုတ်ဗျာကျွန်တော်ဒီမှာဒေါ်လာချက်ကြီးရလဲ podcast မှာ join ရဆိုကျွန်တော်ဖန်တီးလိုက်တော့ဒါပေမဲ့ bro black ကတော့မရှိတော့ဒီကောင်ကတော့လစ်သွားလုံးဝအားလုံးဝပါလောင်မပါလာနိုင်တော့ဗျာကွဲသွားကျွန်တော်နှစ်ယောက်တော့မှဘယ်လိုပြောလဲနောက်ဆုံး plan urgent ပေါ့အေးရေးပါပြန်တွေ့ဒီကောင်တော့လေနဲ့လာအဲ့ဒါတော့မှဒီ story ကိုတည်ထားတာစောက်တလွဲတယ်အေးတော့ဒေါက်တာချက်ကြီးနေရဗျာကျွန်တော်ကဒေါက်တာချက်ကြီးကိုအားတော့တပုတ်ရိုက်ပြီးတော့အဓိကတော့နောက်ဆုံးနေပြောရင်မြန်မာပြည်ကြီးတာရပါစီအေးချမ်းပါစီနော်လူငယ်တွေလည်းကိုဖြစ်နေတဲ့ဆန္ဒတွေအကုန်လုံးဖြစ်ရပါစီအားလုံးကျွန်တော်နောက်ဆုံးတစ်ခုပြတဲ့ခဲ့ချင်တာပါလဲဆိုတော့ချက်ကြီးကသူက legendary မြန်မာပြည်ရဲ့ legendary တယောက်ပေါ့ဗျာအဲ့ဒါပဲကျွန်တော်ဟင့်ပေးလိုက်လို့အနီးပဲပြောလို့မရဒါ legendary man တယောက်ပေါ့ကွာလုံးဝခင်ဗျားတို့အတန်ကြားဝင်လွယ်တည်ပဲဒါပေမဲ့ CRE ပေါ့ကွာမြန်မာပြည်ရဲ့အတိုင်းတာ CRE အဲ့တော့သူ့စကားပြောတဲ့ပဲရမ်းရင်ကြီးလိမ့်မယ်ဗျာကျွန်တော်နဲ့ရှိပဲကျွန်တော်ကြောလိုက်အရင်ချိုင်းပဲဒါပေမဲ့ကျွန်တော်တော့အပြေလောကရောချက်ကြီးကိုကျွန်တော်ကောင်းအောင်ကျွန်တော်ချက်ကြီး sorry ပါလို့ပြောချင်ကျွန်တော်ရန်သွားခဲ့ကျွန်တော်ဒီမှာပဲတောင်းမှန်းတယ်ဗျာကျွန်တော်ဟုတ်လူငယ်ဆိုပုံဝင်နေလင်းကိုပါအရှိတရားပေါ့
free of speech ပေါ့ ပြီးတော့ဆိုဒါပေမဲ့ချက်ကြီးကလုံးဝ legend နေတော့လုံးဝအရန်ဖိုးလိုက်လူတဲ့အဲ့ဒါခင်ဗျားတို့အမဆိုကျွန်တော်တို့နဲ့ပေါလိုက်လို့ဒီသူက automatic ရိုင်းသွားဆိုမထိစေချင်မဟုတ် ကျွန်တော်တို့ထက်အဆင့်ရှိတယ် ကျွန်တော်တို့အများကြီးတတ်တယ် အဆင့်ရှိတယ်အားကြောင့် အေးအဲ့ဒါသိစေချင်တယ် စောက်တလဲတာပြောနေကျွန်တော်ထက်သူအဆင့်ရှိတယ် လုံးဝ self control နဲ့ပြောပါအဲ့ဒါသိစေချင်တော့ဒါလေအေးကဲအားလုံးဒီအားလုံးဘုတ်နှစ်တမဒါပေမဲ့ကျွန်တော်ဒီ podcast ကအားလုံးပြတဲ့ လုံးဝဘယ်လိုပြောအစီအစဉ်ချရေးတာလည်းမရှိဘူးဗျာကျွန်တော်အကြပန်းပြောတော့နောက်ဆုံးပြန်လာတယ်ဆိုရင်မှလည်း comeback ပေါ့ နောက် campus ဆိုတာထက်ဘယ်ချိန်ပြန်လာမလဲဆိုတာလည်းမသိ မသိဘူး အဲ့တနေ့ကြာရင်လည်းကြာတနေ့ကြာရင်လည်းကြာမသိဘူးဗျာအဲ့ကြောင့် ဒီ podcast ကပြင်ကျွန်တော်ရင်ဘတ်ထဲမှာဖြစ်တဲ့ကိစ္စပြောပြတော့ပြီးရေကောက်ပွဲနေရ လည်းရှိရွေးကောက်ပွဲနီးတဲ့ဟာ ရှိအေး နောက်ပါတီတွေတရားဝင်အတိမပြုလို့ဝင်ပြိုင်တဲ့ဟာတွေ အဲ့ရွေးကောက်ပွဲတာတွေအစုံမဲ့အဲ့ဒါ အဲ့လောက်ဆဲကျင်လို့လည်းပါအဲ့ကြောင့်ကျွန်တော် ခဏပြန်လာခဲ့ရပါ ခဏပြန်လာခဲ့တယ်ပေါ့ ညီမပြော message ခဏလာပေးပါ ခ ပေါ့ ဏ တော် ပြန်လာပြီ အေးဟုတ်တယ်ကျွန်တော်အနေနဲ့ဒီကအားလုံးထင်ပါဟာဒီကောင်းနေမြန်မာနိုင်ငံဖြစ်တာမုံဖြစ်တာငါတို့မြန်မာနိုင်ငံရဲ့အချိန်တော့အမြဲတမ်းစောင့်ကြည့်နေတယ်အချိန်တော့စောင့်ရဘယ်ချိန်ဆိုးလာဘယ်ချိန်ပြန်ကောင်းအဲ့ဒါကြောင့်အမြဲတမ်းစောင့်ကြည့်နေတော့အဲ့ဒါမင်းတို့သိစေချင်တော့ဒါအလကားမဟုတ် နောက်ဆုံးဘယ်ချိန်ပြန်ဆုံးဖြစ်မလားမသိကျွန်တော်လည်းမသိဘယ်ချိန်ပြန် နောက်ဆုံးကျရင် ကျွန်တော်လည်းရတော့ Trazo နဲ့ Black နဲ့ဖြစ်သွားနိုင်တယ် Trazo နဲ့ချီနဲ့ဖြစ်နေအဲ့ဒါအားလုံးပြည့်တော့ပြီး Black ကတော့လုံးဝဆက်တယ်များတော့လုံးဝစာတွေပဲစူးစမ်းနေတယ်လုံးဝဆက်တယ်များတော့လက်နဲ့ အေး okay ဒီလောက်ပါအားလုံးကောင်းတယ်ဖြစ်ပါစေ guys good night bye bye see you next podcast bye